မင်္ဂလာပါဗျ traveler တို့ကြိုဆိုပါတယ်ဒီနေ့ကျွန်တော်ပြောသွားချင်တာကတော့ topic ကနှစ်ခုပေါ့နော်ပထမတစ်ခုကတော့ Selenic Chronicle မင်းနေကြတွေ့မှာပေါ့နော်ဒီ glider ပေါ့နော်ဘယ်လိုရမှာလဲဘယ်ချိန်ရမှာလဲပေါ့နော်အဲ့ဒီအကြောင်းလေးကျွန်တော်ပြောသွားချင်ပါတယ်ဒီ Selenic Chronicle စဖွင့်ဖို့ဆိုရင် Archon Quest Not Crime ပေါ့နော် Not Crime Archon Quest Act 2ကိုစော့ဖို့လိုပါတယ် Not Crime Archon Quest Act 2မှာကိုလန်ဘီနာပေါ့နော်ကိုလန်ဘီနာနဲ့တွေ့ပြီးသွားရင်ဒီ icon လေးပြပြီဆိုရင် Selenic Chronicle စပွင့်ပါပြီဗျစပွင့်ပြီးတာနဲ့နောက်6ရက်ကိုတခါ Saber Moon Blessing ပေးပါတယ်ဗျဒီလိုလာချမ်းလေးတစ်ခုပေးတာပေါ့နော်6ရက်ကိုတခါပေးတာတချို့ကျွန်တော်ထက်စောတဲ့သူတွေကတော့9တို့6တို့ရနေလောက်ပြီဗျပြီးတော့ထူးပြီးတော့လေလှုပ်เสียမလို့ဥမာ enemy တွေကိုချရတာတို့ဘာလို့လှုပ်เสียမလို့ဘူးကိုလန်ဘီနာစီသွားလဲလိုက်တာနဲ့ရပြီဗျအခုလိုမျိုးပေါ့နော်ဒီလိုကိုလန်ဘီနာစီကိုကျွန်တော်ဒါ day 4မှာသွားလဲထားတာကိုကျွန်တော်ပြန်ပြမယ်ဗျဘာသာပြန်မကြိုက်တဲ့သူတွေကတော့10မိနစ်ကိုလှမ်းပြီး skip လိုက်ဖို့မေတ္တာရက်ခံပါတယ်ဗျမင်္ဂလာပါ traveler ရေမင်းအပြင်ထွက်လေတာလားကိုလန်ဘီနာဟုတ်တယ်ငါရဲ့လာရဖို့ပြင်ဖို့အတွက်ငါထွက်လာခဲ့တာပဲကိုရန်ကြီးရဲ့လမ်းရတစ်ခုကပျက်စီးသွားလို့လေသူကအဲ့ဒါကိုရန်တန်ပိုးထားတာငါဒါကိုပြန်ပြီးတော့ပြင်နိုင်ဖို့မျှော်လင့်ပါတယ်ဟုတ်တယ်ကိုရန်ကြီးလေးကဒီဟာလေးကိုတီးပြီးတော့ဗောနော်လာရလေးကိုတီးတယ်ငါကသူ့နဲ့လိုက်ပြီးတချင်းဆိုတာပေါ့ဟုတ်တယ်လောမပြောဖို့တယ်ကိုရန်ကြီးရဲ့သဘောတဘာဝကကိုလန်ဘီနာကိုပျော်ရွှင်စေတာပဲမင်းစိတ်မရှိဘူးဆိုငါမေးအောင်မယ်မင်းဒီလာရကိုဘယ်လိုပြင်ဖို့စိတ်ကူးထားလဲမင်းကိုဘယ်သူမှမမြင်စေချင်ဘူးလို့မင်းပြောဖို့ခဲ့ရတယ်မဟုတ်လားဟုတ်တယ်အရင်တော့ကတော့တိတ်ဆန်ငယ်လေးတွေဒါမှမဟုတ်ကိုရန်ကြီးကငါ့အတွက်ဒီလာရလေးကိုပြင်းနေသူရဲ့တကားဝါရှိကိုတွားထားပြီးတာငါကလည်းပြင်းနေသူတွေးတဲ့အထိစောင့်ပူးတာပေါ့အဲ့ဒါတွေကရက်ထီကိုကြာတယ်ဒီမှာ traveler ပေါ့နော်ဒီတစ်ခေါက်ဘာလို့ငါတို့မခိုင်းတာလဲတဲ့ငါတို့သာခိုင်းလိုက်တဲ့ဘယ်သူသိနိုင်မလဲပေါ့ဒီတရက်နဲ့ပြီးကျင်ပြီးသွားမှာတဲ့ကျေးဇူးပါ traveler ရေတဲ့အာရတယ်တဲ့ကဲငါတို့ဘယ်သူစီသွားပြင်ရမလဲတဲ့သူ့ရဲ့နာမည်တော့ငါမသိဘူးတဲ့ဒါပေမဲ့သူ့ရဲ့အိမ်သားမှာပေါ့နော်ဆက်ရုပ်လက်အကြီးရှိတယ်ပြီးတော့သူ့ရဲ့အိမ်ကခယူသင်းလိုပုံစံမျိုးပေါ့နော်အဲ့ဒီအိမ်လေးကနေလဲပေါ့နော်ခရန်ကိတ်ရဲ့ရနန်းတွေကလည်းတင်းပြန့်နေတယ်တဲ့ဒါဆိုဘယ်သူလဲငါသိသွားပြီတဲ့ကိုလန်ဘီနာပြောတဲ့ဆက်ရုပ်လက်ကြီးပေါ့နော်ခယူသင်းပုံအိမ်ဆိုတာအိုင်နိုပေါ့နော်သူပြောချင်တာအိုင်နိုရဲ့အိမ်ထဲမှာရှိလားမင်းတို့ဘာလာလောက်ကြရလဲငါအတွက်စနက်တွေပါလားတဲ့မင်းဒီလိုပြောရမယ်ဆိုတာသိတာဗောတဲ့ရောတယ်ငါမင်းအတွက်လမ်းကနေဝဲလာတာတဲ့ပေးမြန်ပေးတယ်ခဏနေအင်နဖာပြန်လာတော့ပါတဲ့မင်းတို့ဒီကိုလာလဲကြတာမလားတဲ့ငါတို့ဘာတွေပျော်စရာတွေဖန်တီးကြမလဲပေါ့မင်းတို့မင်းစီကိုအကူညီတောင်းဖို့လာခဲ့တာအမလီအဲ့ယာယီငါစီရနေပြီးတော့အဝေးကိုဖယ်သွားသမှာစိတ်ပြက်စရာယာယီဟလာဒီလာယာကိုလေအမင်းကိုပြောဖို့ပါတယ်တိတ်ပံပညာတို့ဆက်တူနဲ့မဆိုင်တဲ့ຢာတွေငါမလုပ်ဘူးမင်းတို့မေးတော့လည်းငါပြောရတာပေါ့ဒီလာယာပေါ့ကွာတရက်ကငါရဲ့အိမ်ရှိမှလာပြီးချထားတယ်ဒါကြောင့်မို့ငါပြင်ပေးလိုက်တာပေါ့ပြင်ပြီးတော့သူကပျောက်သွားတယ်ဒီလိုကြောက်စရာကောင်းတာတော့အယူသီးရမျိုးတော့ငါမယုံပါဘူးဟုတ်ပါပြီမင်းဒီနားလည်မှုလွဲသွားတာပါကွာမင်းဘာဆိုလိုတာလဲပိုင်မွန်အမှန်တော့လေဒီလာယာကတငယ်ချင်းတယောက်ပိုင်တာပါသူကလည်းမင်းလန့်သွားဒီလိုလန့်သွားစီဖို့မရည်ရွယ်ပါဘူးသူကဒီလာယာကိုဘယ်သူမှမမြင်စေဘဲနဲ့ပြန်ယူခြင်းတဲ့သဘောသက်ပါပဲဟုတ်လားဒါပေမဲ့ဒီလိုမလုပ်တာပိုကောင်းတယ်ကောင်းပါပြီကွာငါမင်းတို့ကိုယုံလိုက်မယ်ဒီလာယာလေးကိုငါပြင်လိုက်မယ်လေခဏဆောင်သိမ့်မချဘူးငါချက်ချင်းပြန်လာမှာတွေ့လားအိုင်နိုကအားကိုးရပါတယ်ပ
ပိုင်မွန်တော့လေဒီလိုမျိုးကိုလံဘီနာကပစ္စည်းချသွားလို့သူလန့်သွားတာကိုစိတ်မကောင်းဖြစ်မိတယ်အိုင်နိုကဒါလေးကိုကောင်းအောင်ပြင်ပေးရတဲ့အတွက်ဖိုးခရမှာပါအမေလန့်တာကိုလံဘီနာရဲ့မင်းကရုတ်တရက်ဘာလာလောက်တာလဲငါမင်းတို့ကိုပေးစရာရှိလို့ပါဘာတွေလဲအဲ့ဒါတွေကကိုရန်ကြီးကောက်ခဲ့တဲ့ပစ္စည်းတချို့ပေါ့ဒါတွေကစက်ပြင်းတဲ့သူတွေကြိုက်မယ်လို့ညွှန်လင့်ပါတယ်မင်းသူ့ကိုအိုင်နိုကိုပေါ့နော်ကျေးဇူးတင်ကအဖိုးခအနေနဲ့ပေးလို့ရတယ်။အိုးထူးထူးဆန်းဆန်းဆက်ပြင်ပစ္စည်းလေးတွေပဲ။ငါပေးလိုက်မယ်။မင်းအပြန်သတိထားအောင်ဒီနားမှာလူတွေရှိနေနိုင်တယ်။ဟဲ့ပိုင်မော်မ။ဘာလဲ။ဘာပြောချင်တာလဲ။ဟိုမ။ Analyzing appearance. အင်းနဖာမင်းဘာလုပ်နေရလဲအဲ့ဒါ Match found. သူမဟာနော်ခရိုင်းရဲ့လာနဲ့သမီးရုပ်ထုနဲ့95ရာခိုင်နှုန်းလောက်သွားတူတယ်။ Traveler မင်းရဲ့နှုတ်ခွန်ရိတ်တွေလည်းအများမြန်နေတယ်။အကုန်ပြင်ပြီးပြီဟေ့တော်တော်ကြီးကိုကောင်းသွားပဲထက်တော်ပြက်စိနေတော့နော်။ကဲငါအတွက်မုံဟာအင်းနဖာကြီးက Also, about those enough. ဘာပြောချင်တာလဲဆက်ပြောလေအိုင်နို။အော်စိတ်ပိုင်းတစ်တည်းကအလုပ်ကောင်းကောင်းလုပ်တယ်အဲ့ဒါပြောမလို့ပါ Worked great too. Huh? ဒီအောင် traveler နောက်ကဘယ်သူတော့အိုင်နိုရဲ့အဲ့လာရလေးကိုပြင်ခိုင်းနေသူပေါ့ She kinda looks familiar. Have I seen her before? Whatever. The most important thing is, I hid those snacks Paimon gave me. ဟုတ်တယ်ဒါပြီးတော့ तू ကဒီလာရကိုပြင်ပြီးရတဲ့မင်းကိုကျေးဇူးတင်လို့ဒီစိတ်ပိုင်းလေးပြီးတဲ့အိုင်နိုကြီးကြည့်ရအောင်အိုးဒါကလုံးဝရှားပါပြီးတော့ရှီးဟောင်းနေပဲငါတကယ်ယူလို့ဖြစ်ရလား So old. You sure I can take them? Yes. ကျေးဇူးရမ်းတင်ပါတယ်မင်းတခုခုပြင်ဖို့ရှိရင်ငါ့ကိုလာသာချလိုက်ရှက်စရာမလိုပါဘူး Find me. No need to be shy. All right. Until next time. I know. Yeah? Would you မင်း like ဒီ to စိတ် play ပိုင်း with လေးတွေကို the ဘယ်နေရာမှာအသုံးပြုမှာတော့ဒါမှမဟုတ်သိမ်းထားမှာလား What? ဘာလို့လဲငါဘာလို့အဲ့လိုလုပ်ရမှာလဲ They appear ဘာလို့လဲ to be ဆိုတော့ gifts ဒီ from ပစ္စည်းတွေက Moonlight. လက်နက်သမီးစီကလက်ဆောင်မှုလို့ပဲ What are you talking about? Remind me to check your circuits later. โอเคပါဒီလိုမျိုးဆော့ပြရတယ်ပေါ့နော်ဒီလို moon embrace တစ်ခုရပါတယ်ကျွန်တော်ခုနပြသလို၄ခုရပြီပေါ့နော်ကျွန်တော်ဆိုရင်ဒါပေမဲ့ glider လေးကတော့ကျွန်တော်အထင်လှမ်းဝေးအောင်မယ်ထင်တယ်သူ Selenic Chronicle တစ်ခုကို6ခုလောက်ပါတယ်3ကြမှာ glider ရမှာပေါ့နော်အဲဆိုတော့ပထမ topic ကပြီးပြီပေါ့နော်ဒုတိယ topic လေးအနေနဲ့စမှာကတော့ဒီ moon weaver drone ဓာတ်လေးအကြောင်းပေါ့နော်ဘာလို့ဒီဓာတ်လေးအကြောင်းပြောရလဲဆိုရင်ဒီဓာတ်လေးကအရန်သုံးဝင်တယ်သူ့ရဲ့ basic ကဒီ limited 4 star တွေထက်ကိုသူကပို့ပြီးအသုံးဝင်တယ်ပေါ့နော်5 star နီးလောက်သုံးဝင်တယ် refinement 1မှာကို best damage ကို 20% တိုးပေးတယ်ပေါ့နော်ဒါပြင် scat လိုမျိုး energy တိတ်မသုံးတဲ့ဟာမျိုးဆိုရင် character မျိုးဆိုရင်သူက28ရာခိုင်နှုန်းထိကိုတိုးပေးမှာ passive အပြည့်ရမှာပေါ့နော်ဒီဓာတ်လေးကိုဘယ်လိုရမလဲဆိုရင်ကျွန်တော်ခုပြထားတယ်ဒီ statue of 7ပေါ့နော် statue of 7နဲ့ဒီထောက်ထားတဲ့နေရာလေးကိုတွားလိုက်အဲ့နေရာလေးမှာကလေးမလေးတယောက်ကဟိုပစ္စည်းတစ်ခုကိုကုန်းရှာနေတာပေါ့နော်အဲ့သူ့ကိုစကားသွားပြောလိုက်ရတဲ့ quest ကစပြီး quest လေးကတော့ရှိတယ်ဗျ၄ခုလောက်ဆော့ရမယ်ဒီတော့မေးခွန်းကဒီဓာတ်ကဘယ်သူတွေနဲ့လိုက်လဲပေါ့နော်ဒါကတော့မေးရမယ်မေးခွန်းပဲအဲ့လီကိုကျွန်တော်ပြောပြမယ်သူက best damage ဖြည့်ဖို့ energy requirement နေတဲ့ character တွေ swag character တွေမှာဆိုရင်လိုက်တယ်ပေါ့နော်အင်းဆုံးမျက်စိနဲ့ပြေးမြင်တာတော့ scar ပေါ့ဗျာသူ့ရဲ့ signature 4 star လို့ကိုပြောလို့ရတယ်အယောင်ရရောလိုက်တယ်နောက်တစ်ယောက်ပြောရမှာကတော့ Kia ပေါ့နော် Kia က energy cost က60ရာခိုင်နှုန်းပဲဆိုတော့သူနဲ့လိုက်တယ်စသုံးလို့ရပြီပေါ့ဗျာသူ့ရဲ့ basic refinement 1မှာ and the best damage 20% ကတော့အလကားနေရနေမှာပေါ့နော်အားတော့ဥပမာပြပေးရပါတော့ဒီလိုဇင်ချူးလိုမျိုး energy cost 80ရာခိုင်နှုန်းဆိုရင်တော့သူကတိတ်မလိုက်ဘူးပေါ့နော်ဒါပေမဲ့အဲ့လိုမလိုက်တာတောင်မှသူကရေဘူးအားဖြင့် SWAT user အကုန်လုံးမှာသုံးလို့ရတယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့သူက passive က
သူကဒီ 20% ကတော့ elemental best 20% ကတော့အလကားရနေမှာအောက်က passive နှစ်ခုပဲမရတာပေါ့နော်ဒါကကျွန်တော်စိတ်ကူးရင်တာပေါ့နော်ဒီနေ့ဂျင်းရဲ့ outfit လေးဝယ်ရင်ဂျင်းရဲ့ outfit လေးနဲ့ဒီဓာတ်လေးနဲ့ဆိုရင် draw လိုက်တယ်လေဒါပေမဲ့ဂျင်းရဲ့ energy cost က80ဖြစ်နေတယ်ထူးဆန်းစွာလီလာရဲ့ energy cost က40% ဒါပေမဲ့လီလာမှာတော့အဲ aesthetic ရတော့လှတယ်ဒါပေမဲ့လီလာမှာ attack weapon ကြီးဘယ်သူမှမသုံးကြဘူးဒါကတော့ကျွန်တော်က Purina မှာသုံးထားတာပေါ့နော်လိုက်လာဆိုတော့မလိုက်ပါဘူးဒါပေမဲ့ကျွန်တော်ငါးဖမ်းမှာပြင်းတာရယ်သူနဲ့ Purina ကြီးနဲ့ဆိုရင်တော်တော်လှတယ်ဗျsignature လေးအတိုင်းပဲဟိုကိုအောမှာဆိုရင်ဟူရောင်ဒီရောင်ပေါ့ဗျာဒါကတော့လူမင်းနဲ့ပြထားတာလူမင်းလေးနဲ့လည်းလှတယ်တချင်းကလည်း energy cost က40ပဲရှိတော့သူနဲ့လည်းလိုက်တယ် aesthetic ရလည်းတော်တော်လှတယ်ဗျဒီ normal outfit နဲ့ပေါ့နော်သူ outfit သူ့ရဲ့လင်ရွယ် outfit base skin ဝယ်ရင်တော့မလှအောင်ကီယာနဲ့လည်းတော်တော်လိုက်တယ်ဗျ aesthetic ရောသူက energy cost ကတော့60ဆိုတော့ဒီ base passive တော့ရမယ်ပေါ့နော် energy base damage 20%ကြည့်ရှုပေးသူတယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်ဗျဒီဗီဒီယိုလေးကအကူအညီနည်းငယ်ဖြစ်သွားမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျကျေးဇူးပါ